ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တောက်ကြနေညနေအတွက်ဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ဗာဖြစ်ဖြစ်9ရက်ဖွင့်9ရက်လုံးတော့ဒါအဆင်ပြေခဲ့ပြီပေါ့နော်အဆင်ပြေအောင်မြင်နေပဲဒါဒီတစ်ပတ်လုံးဖြတ်ကျော်သွားခဲ့ပြီညနေကြာလို့ရှိရင်တော့ဒါကျွန်တော်မိတ်ဆွေအနေနဲ့ထိန်းစော့ပါဘာလို့ဆိုတော့မနက်ကကျွန်တော်ပြောတဲ့အတိုင်းပဲဒီနေ့က35ကျင်းဒါပတ်တီကလည်းကျွန်တော်တို့ဒီ35ကျင်းနဲ့ပဲကျွန်တော်တို့ကတ်ပြီးတော့ကစားလိုက်ဆိုတော့အခုက1ကျင်းကလည်းလုံးဝကုန်သွားပြီသူက formula ရလေ35ဒီနေ့ရတယ်တွက်နေရတယ်1ကျင်းနှစ်ခုလုံးက35ကျင်းရတယ်ကီးရတယ်933ကီးအဲ့လိုမျိုးဖြစ်နေတော့ဒါကျွန်တော်တို့ဒီ30 35 80ရှင်ကဒီကောင်လေးကကျွန်တော်ဒါအောက်ကွက်ထဲမှာရွေထားပေးတာဖြစ်ပါတယ်ညနေအတွက်ကတော့ဒါအမှန်တိုင်းပုံလေးပြောလို့ရှိရင်တော့1ကျင်းနေကီးတွေကမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ကပတ်တီရဆိုလို့ရှိရင်တော့ကျွန်တော်9ပတ်တီကိုတော့ကြိုက်တယ်အဲကြောင့်9နဲ့ဆိုင်တဲ့အကွက်လေးတွေကိုတော့ဒါအဓိကထားပြီးရွေထားပေးတာဖြစ်တယ်ပြီးရင်ဒီနေ့ကအပိတ်နေလည်းဖြစ်တယ်နောက်ဆုံးအကြိမ်လေးဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေအနေနဲ့ကတော့နည်းနည်းလေးထိန်းစော့ပါလို့ပဲအဓိကအကြံပြုကျင်ပါတယ်ဗျာနော်ဒီတစ်ပတ်ကတော့ဒါကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်နဲ့ဒါပြန်ဆုံကြတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်ဒါ group ကိုလည်းကျွန်တော် free group ပုံစံမျိုးလည်းဒါလောက်ထားပေးတယ်နေတိုင်းဒီမွေးခွက်တွေအကုန်လုံးကျွန်တော်တင်ထားပေးပါတယ်ကျွန်တော်ကတော့ပွင့်လင်းပြောလို့ရှိရင်တော့ဖုံးပေးဖို့လေးစာဝတ်နေရေးလေးအစီအစဉ်အောင်တော့ဒါ member ကြီး3000နေတော့ကျွန်တော် member ခေါ်ထားပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့ဒါနေတိုင်းမွေးခွက်ပတ်တီအားလုံးအပါ member ကြီးကတစ်ပတ်လုံးစာ3000ပါတကယ်တမ်းဆိုလို့ရှိရင်တော့3000ကတော့ပွင့်လင်းပြောလို့ရှိရင်တော့100ဘူးပေါင်းတော့မှ8000လောက်ရနေတယ်အချိန်မှာပေါ့နော်အချို့ကပြောတယ်ကျွန်တော်မမကြီးက3000လောက်ပဲဖြစ်တော့သူတို့အိမ်သာဆေးကွက်ဖို့တော့မှ3000မကဘူးလို့ဘာလို့ဆိုပြီးတော့ကျွန်တော်ဝိုင်းတိုက်ခိုက်ရဲ့အဖွဲ့တွေလည်းရှိသေးတယ်ထားလိုက်ပါကျွန်တော်ကတော့ဒီမမကြီးတော့ထပ်တိုးယူဖို့တော့မရှိဘူးဒါပေမဲ့ကျွန်တော်ဒီကပတ်တီနဲ့မွေးခွက်တွေကတော့ဒါဗုဒ္ဓဟူးနေ့ညနေလောက်ဆိုလို့ရှိရင်အကောလုံးဒီပါဆင်းတဲ့အတွက်မိတ်ဆွေများအနေနဲ့ဒါပတ်တီနဲ့မွေးခွက်ပဲလိုက်ထိုးဥမာအဲ့လိုမျိုးလိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါတန်နဲ့ဆင်းလို့ရှိရင်တော့မမကြီး3000နဲ့မမဒီနေ့ညနေကစပြီးတော့အခုချိန်ကစပြီးတော့မမစောင်းဝင်လို့ရပါတယ်ကျွန်တော်နောက်တစ်ပတ်အတွက်ကတော့ဒါတစ်ပတ်စာပေါင်းကျုံနဲ့မွေးခွက်ကိုတော့ဒါကျွန်တော်group မှာပဲကျွန်တော်တင်လိုက်ပေးပါမယ်ဗျာနော်အဲ့ဒါလေးတော့နားလည်ပေးပါဒီမှာကတော့ကျွန်တော်တို့မှန်ပါမဝင်နိုင်တဲ့မိတ်ဆွေများအတွက်ကတော့ဒါဒီထဲမှာပဲကျွန်တော်ဒီနေ့တိုင်းလေးတွေကိုတော့ဒါကျွန်တော်အတန်းတိုင်းဆုံးရွေပြီးတော့တင်ပေးပါမယ်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ပြန်ကြိုးစားပေးပါမယ်ဗျာနော်ဒီမှန်ပါဝင်နေတယ်ဆိုလို့ရှိရင်တော့ဒါတစ်ပတ်လုံးစာ3000ဖုန်းနံပါတ်ကတော့ဒီမှာ0939936656ရဲ့ Viber Telegram မှာလည်းလာဟိုင်းပေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီမှာဒီအောက်မှာလည်းကျွန်တော်တို့ Viber Telegram group လေးလောက်ထားပေးတယ်အဲ့ဒီမှာလည်းကျွန်တော်အမြဲတမ်းတင်ထားပေးပါတယ်ငွေလှှုပ်ရမယ့်နံပါတ်ကတော့09395936မဟုတ်ပါဘူးဒီထဲမှာရှိပါတယ်0990 4069အဲ့ဒီဟာက KB ဝစ်ပေးတယ်3000လွှဲပါပြီးရင်ကျွန်တော်ကိုငွေလွှဲပြေစာလေးလာပြပေးရင်နောက်တစ်ပတ်လုံးစာအတွက်ကျွန်တော် group အသစ်လေးမှာပြန်ပြီးတော့ထည့်ပေးပါမယ်ဗျာနော်မန်ပါဝင်ခြင်းတော့ဒါကျွန်တော်တို့39 0990 4069ရဲ့ဒါ KB ဝစ်ပေးတယ်ကိုလွှဲရမှာဖြစ်ပါတယ်3000ပါဗျာနော်နေတိုင်းမူကွက်ပတ်တီအားလုံးပါ3000ပါကျွန်တော်ဒီကပတ်တီနဲ့မွေးခွက်တွေကတော့ဒါဗုဒ္ဓဟူးနေ့ညနေလောက်အစောဆုံးသူကနောက်ကျဆုံးဆင်းနိုင်တဲ့အတွက်မိတ်ဆွေများအနေနဲ့တော့ဒါစောလေးဝင်ပေးဖို့ပဲအကြံပြုချင်ပါတယ်ဗျာနော်ပတ်တီတွေမွေးခွက်တွေကအင်္ဂါနေ့ညနေလောက်ဆိုကုန်သွားလို့ရှိရင်တော့ဒါဝင်တဲ့မိတ်ဆွေများမတန်ပါဆိုလို့ဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ